မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ရုံမှာကင်ဖြေလောက်ထားတာလေးကိုလာပြီးမျှဝေပေးတာဖြစ်ပါတယ်ရှင်ပထမဆုံးကျမတို့ရဲ့ဒီစီတီမာကနေပဲပေါ့နော်မောင်ငင်းတရုတ်မောင်ငင်းဖြူထုတ်ကလေးတွေကိုလေးစိတ်စိတ်ပြီးတော့မှလှီထားပေးပါမယ်လှီထားတဲ့ဒီတရုတ်မောင်ငင်းထုတ်လေးတွေကိုကျမတို့စားလေးတွေပေါ့နော်တလွာချင်းစီလိုက်ထည့်ပြီးတော့မှတတိချာချာလေးနှံ့အောင်ထည့်ပြီးတော့နိုင်ဝက်ခံပေါ့နော်တခုခုအလေးတခုခုနဲ့ဖြည့်ပြီးတော့မှထားမှာဖြစ်ပါတယ်စားတွေကိုထည့်တဲ့အချိန်မှာတလွာချင်းစီတိတိကျကျလေးနှံ့အောင်ထည့်ပြီးဖို့လိုပါတယ်ဒီချိန်မှာစားများများထည့်ရပြီးဖြစ်တာကြောင့်မို့အရသာတွေထည့်တဲ့အချိန်မှာတော့စားကိုရှော့ထည့်လို့ရပြီဖြစ်ပါတယ်ရှင်မုံငင်းတွေကိုစားနဲ့နှက်ထားတဲ့အချိန်မှာကျမတို့ကဒီဘက်မှာတခြားမုံလောက်ဖြူဥနီပေါ့နော်အဲ့ဒါလေးကိုခွန်တင်ပြီးတော့ချစ်တဲ့ဟာချစ်ပြီးတော့အလုံးထုံးလေးလှိထားလှိထားပါမယ်ချက်တုံဖြူနေခြင်းနဲ့ဒီပန်တတော်လေးနဲ့တော့ကြိတ်ထားမှာပေါ့နော်ဘလန်ဒါနဲ့ကြိတ်ထားလိုက်ပါတယ်ပြီးတဲ့အချိန်မှာမွေးဆန်မဟုတ်ပေါ့နော်ဒီရေလေးအနေငယ်နဲ့ကိုလိုချင်တဲ့လောက်ကလေးပဲပြည့်နေအောင်ပေါ့နော်ခက်ခဲလေးဖြစ်တဲ့အထိကြိုထားမှာဖြစ်ပါတယ်ဒီဆမ်မိုးကြိုထားတာလေးကိုခဏလောက်အေးအေးခံပြီးရဲ့အခါအစင်းလေးလောက်ထားတဲ့အစာပလာလေးတွေကိုလာထည့်မှာဖြစ်ပါတယ်သူတွေကိုပေါ့နော်ရင်းတော့ကျွန်တော်တို့ထိတ်ထားတဲ့ပန်းတစ်တော်ဒီချစ်တွန်ဖြူနေခြင်းလေးတွေကိုလာပြီးတော့မှထည့်ပြီးတော့မှွေပါမယ်ပြီးရင်တော့မြုပ်ဒီအနုမုတ်ပေါ့နော်ရောင်တင်မုတ်လာပြီးတော့ထည့်ပါမယ်ရောင်နေမှုကိုတော့ကျွန်တော်တို့တုတ်ကခွဲပြီးတော့ပေါ့နော်နည်းနည်းချင်းစီထည့်ပြီးတော့မှွေထားပါမယ်ရောင်လေးတွေနှံ့အောင်လုပ်ပါရှင်ကျမတို့ဒီအရောင်တင်လေးတွေကို3ခါလောက်ခွဲထည့်ပြီးတော့နှက်ဆက်သွားချိန်မှာတော့ကိုရှူချမ်းအနှစ်ကိုလာထည့်ပါမယ်ကိုရှူချမ်းအနှစ်ကတော့ကျွန်မတစ်စုံသုံးထားပါတယ်သူ့ကိုထပ်ထည့်လိုက်တဲ့အချိန်မှာတော့ပို့ပြီးတော့အရောင်လေးလည်းဆူဆူပြီးတော့မှရေးရေးလေးဖြစ်ပြီးတော့မှပို့ပြီးတော့မှုရည်ပေါ့နော်ဒီကိုချူချမ်းနှစ်ကတော့မရှိရင်မသုံးလို့လည်းရပါတယ်เนาะမျိုးနှစ်လေးနဲ့ပဲလည်းအဆင်ပြေပါတယ်ပြီးရင်တော့ကျမတို့ရဲ့ရတာအနေနဲ့စားရတာမုတ်လေးတွေထည့်ပါမယ်ငံပြာရည်ကိုလည်း9ငံပြာရည်လေးကိုသုံးထားပါတယ်ရှင်တကြားလေးကိုလည်းအချိုရိုက်လို့ရှိရင်နည်းနည်းထည့်သုံးလို့ရပါတယ်နောက်ပြီးတော့ခါမှကျမတို့ဦးနေတွေမွန်ချစ်တော်မိတ်တော့လှီးထားတာလေးတွေကိုလာထည့်ပြီးတော့ထပ်ပြီးတော့မှွေပေးပါတယ်ရတာလေးတွေအကုန်လုံးနှက်ဆက်ပြီးတော့အဆင်ပြေပြီဆိုရင်မုံလာဥဖြူလှီးထားတာလေးကိုလည်းထပ်ပြီးတော့ထည့်ပေးပါမယ်ရှင်ဒီ
ဆိုရင်တော့ကျမတို့ကင်ချီအနှစ်ကလေးဟာအစင်းနဲ့ဖြစ်ပြီးပဲဖြစ်ပါတယ်။ုံရင်းလေးတွေကဒီလိုပေါ့နော်ချိုးလို့ဟိုဘက်တွေပဲချိုးလို့ရတဲ့နေသားလေးဆိုရင်တော့ဒါကကင်ချီလုပ်လို့ရပြီပေါ့နော်စနစ်ဖြစ်ပါပြီဒါလေးကိုကျမတို့ကရေမများနဲ့ပေါ့နော်၄ထပ်လောက်ပေါ်ဆေးပေးရပါမယ်အငန်တက်တွေထွက်သွားအောင်ဆေးပေးရပါရေပေါ်ဆေးပေးရတဲ့အချိန်မှာတော့ကျမတို့ဒီမှာရေစစ်မယ်ပေါ့နော်စကားလေးနဲ့ပြန်ပြီးတော့ရေပြန်စစ်ထားပါအခုစီရန်ကိုရေပြန်ညှစ်ဖို့ရလိုပါတယ်ရှင်Now we start making kimchi. Đây của tôi biểu thảo bảo đấy thì ông ấy tất loa chế xíu chứ mà rồi anh cái lấy này lại vì mà thay vì bà mẹ nó sao thay vì bố nó vì nó bù lên này xí lấy thay vì mà preparation Nè, bây giờ em mùi bị khu cái này em cũng về mùi xá chia sẻ để căng mình đi phía phải xin mong áo phiêu lấy điều lấy khai giá là lấy nè này bây giờ ở mà lại thiệt hà bị lại bà mẹ u soi nó bị tai phía phải chứ mà ở khu đi khu lấy về còn nó thay vì qua trên này lấy về khám bùi trên này bọn nó này nhà ấy bọn nó nhà ấy tông nhà của thà ra bị bà xin plastic wrap ပေါ့နော်အဲ့ဒါလေးကိုတစ်ထပ်ပုံးပြီးတော့မှဘူးဖုံးလေးကိုပိတ်ပေးပါရှင်ဒီချွေးတွေကြာမှာဆိုလို့ပေါ့နော်ဒါတော့အပြင်မှာ room temperature မှာနှညထားပြီးတဲ့အချိန်မှာအချိန်ကြီးဖြစ်ပါတယ်kimchi ရဲ့ juice လေးတွေလည်းထွက်ပြီးတော့မှဒါတချို့နေရာဆိုဘာပဲလေးတောင်ထားနေပေါ့နော်ပြန်မွေးပြီးတော့မှစားခြင်းစရာကောင်းနေဖြစ်ပါတယ်ဒါလေးကိုရေခဲတက်တာလေးမှာထည့်ထားပြီးတော့အသုံးပြုလို့ရဖြစ်ပါတယ်kimchi ထမင်းကြော်ရယ် kimchi ဟင်းရည်အသားအကင်တွေနဲ့ပေါ့နော်အမျိုးမျိုးနဲ့တွဲဖက်ပြီးတော့သုံးစားလို့ရပါတယ်ခောက်ဆွဲလေးနဲ့ပဲစားမယ်ဆိုရင်လည်းရမ်းပဲစားလို့ကောင်းတယ်ဖြစ်ပါတယ်ရှင်အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အသုံးဝင်ကြပါစေလိုက်လို့ပြီးတော့လည်းဆင်ပြေကြပါစေရှင် Thanks for watching see you in the next video paka paka